ကိုပိုင်ဆိုင်တဲ့ကိုယ့်ရဲ့အိမ်ကိုကိုယ့်ရဲ့သားစီမြေဆက်ကိုအလွယ်တကူလွှဲပြောင်းပေးနိုင်ဖို့အတွက်ကိုကိုယ့်ရဲ့အိမ်ပိုင်ဆိုင်မှုကို trust ထဲကိုထည့်ခြင်းနဲ့ဆိုရင်ဒီနေ့ရှင်းပြပေးတဲ့အတိုင်းလိုက်ပြီးတော့လုပ်ဖို့လိုအပ်ပါတယ်ပထမဆုံးချက်ကကြတော့ကိုယ့်ရဲ့လက်ရှိ deed ကိုရှာရမယ်အဲ့ဒီ deed ကကိုယ်မှာလက်ရှိရှိမနေဘူးဆိုလို့ရှိရင်တော့ကိုနေတဲ့ county ရဲ့ recorder office မှာကိုယ့်ရဲ့ deed copy ကိုရယူနိုင်ပါတယ်နောက်ဒုတိယအဆင့်ကကြတော့ကိုယ့်ရဲ့အိမ်ပိုင်ဆိုင်မှုကိုကိုယ်ပိုင်ဆိုင်မှုကနေမှကို create လုပ်ထားတဲ့ trust ထဲကိုထည့်တဲ့အဆင့်မှာအဲ့တော့ကိုယ့်ရဲ့အိမ်ပိုင်ဆိုင်မှုကို trust ထဲကိုထည့်မယ်ပြီးသွားလို့ရှိရင် county ကလက်ခံတဲ့ deed နဲ့ပြန်ပြီးတော့recording လုပ်ပေးရမှာဖြစ်ပါတယ်တတိယအဆင့်ကကြတော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုဒီ trust ထဲကိုလွှဲပြောင်းပြီးသွားပြီဆိုရင်ဒီ trust ကိုကိုယ့်ရဲ့ county မှာ deed နဲ့တကွာ recording လုပ်ရမှာပါအဲ့လိုလုပ်တဲ့အခါမှာလည်းလက်မှတ်ထိုးလို့ရှိရင် notary ကိုအသုံးပြုပြီးတော့သက်သေနဲ့တကွာလက်မှတ်ထိုးဖို့လိုအပ်ပါတယ်အဲ့လိုလက်မှတ်မထိုးခင်မှာလည်းပြည်နယ်တစ်ခုနဲ့တစ်ခုကဥပဒေတွေမတူတာဖြစ်တဲ့အတွက်အဲ့ဒီ deed ကိုလက်မှတ်မထိုးခင်မှာကိုအသုံးပြုထားတဲ့ language တွေကမှန်တိကျမှုရှိမရှိကိုလည်း estate attorney ကိုစစ်ဆေးခိုင်းလို့ရပါတယ်အဲ့လိုစစ်ဆေးပြီးသွားလို့အားလုံးမှန်ကန်သွားပြီလက်မှတ်လဲထိုးပြီးသွားပြီဆိုရင်တော့ဒီ deed အသစ်ကိုကဒီ county မှာ recording လုပ်ရမယ်အဲ့ဒီ copy ကိုလည်းယူပြီးတော့ကိုယ့်ရဲ့ဒီ trust document တွေနဲ့အတူတကွသိမ်းထားမှာဖြစ်ပါတယ်တကယ်လို့ကိုယ်တိုင်မလုပ်ချင်လို့အလွယ်တကူလုပ်ချင်တယ်ဆိုရင်လည်းကိုနေတဲ့ county မှာရှိတဲ့ estate attorney ကိုစုံစမ်းပြီးတော့သူတို့နဲ့ကိုယ့်ရဲ့အိမ်ကိုဒီ trust အောက်မှာသိမ်းထားတဲ့ process ကိုလုပ်လို့ရပါတယ်American နိုင်ငံမှာအိမ်ချမ်းမြေ mortgage loan နဲ့ပတ်သက်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင်ကျမရဲ့ My American Dream Channel ကို follow လုပ်ထားဖို့မမေ့နဲ့နော်